ဒီနေ့ပြပေးခြင်းတဲ့နိုင်လေးကတော့နိုင်ဆိုရင် power ကတ်လေးမှာကြိုက်တယ်ဆိုတဲ့ညီကိုတွေအတွက် Force FS5305 နိုင်လေးပဲဖြစ်ပါတယ်ဒီနိုင်လေးကိုမနေ့ကကျွန်တော်တရက်စမ်းပတ်ထားရတဲ့အခြေအနေမှာဆိုရင်သူ့ရဲ့ဒီပတ်ရတဲ့ feeling ဘယ်လိုရှိလဲဆိုတော့ဗျာသူကလက်နဲ့တသားတည်းဖြစ်သွားပြီတော်တော်လေးကိုမိုက်တယ်ခင်ဗျoffice မှာဝတ်ဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်အပြင်မှာပဲဝတ်ဖို့ဖြစ်ဖြစ်ပေါ့ dress watch ကောင်းကောင်းတစ်လုံးရှာနေတဲ့ညီကိုတွေအတွက်ကတော့မြန်မာငွေ3သိန်းကျော်လေးနဲ့ဒီနိုင်လေးကပိုင်ဆိုင်ရရှိနိုင်မှာဖြစ်ပါတယ်ဒီပုံထဲမှာဆိုရင်တော့ဘယ်လောက်ထိပါရဲဆိုတာသိတော့အောင်လို့ဒါကျွန်တော်ဘေးတိုက်ရိုက်ပြပေးထားတာဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ case value ကိုရိုက်ပြပေးထားတာဖြစ်ပါတယ်case diameter 44mm ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလက်ကောက်ဝက်နည်းနည်းလေးပြည့်တဲ့ညီကိုတွေအတွက်တော့ပို့ပြီးတော့အဆင်ပြေပါမယ်။ဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။